တရုတ်တွေရဲ့ထူးခြားဆန်းပြတဲ့ဝါလုံးစီးအသက်ပညာတရုတ်လူမျိုးတွေဟာလျှက်စားဝါလုံးတစ်လုံးတဲ့ပေါ်မှာဘာကြောင့်အံ့ဩဝယ်တွာလာနိုင်ကြတာလဲဒါဟာရိုးရိုးလေးထင်ရပေမဲ့တကယ်တော့ဝါလုံးစီးခြင်းလို့ခေါ်တဲ့နှစ်ပေါင်းထောင်ကြီးတက်တန်းရှိပြီဖြစ်တဲ့ရှေးဟောင်းတရုတ်အသက်ပညာတစ်ခုပဲဖြစ်ပါတယ်ဒီအသက်ပညာကိုကျွမ်းကျင်ဖို့ဆိုတာနှစ်ပေါင်းများစွာစိတ်ရှည်လက်ရှည်လေ့ကျင့်ယူရပါတယ်လှုပ်ရှားနေတဲ့ဝါလုံးတစ်လုံးပေါ်မှာငင်းအောင်ရပ်နေဖို့ဆိုတာတာမန်လူတယောက်အတွက်မဖြစ်နိုင်တဲ့လောက်ခက်ခဲလာပါတယ်အာယုံစိတ်မှုအနှဲငယ်လွဲချော်တာနဲ့ဒါမှမဟုတ်အမတစ်ခုလေးလုံမိတာနဲ့ရေထဲကိုတန်းပြီးပြုတ်သွားနိုင်ပါတယ်။အခက်ခဲဆုံးအပိုင်းကတော့ဝါလုံးပေါ်ကိုစတင်ခြေချလိုက်တဲ့အချိန်ပါပဲ။ဝါလုံးဟာရေမျက်နှာပြင်ပေါ်မှာလိမ့်နေလဲနေတက်တာကြောင့်အစပြုတို့အများစုဟာမတက်တောင်မညက်နိုင်ခင်ရေထဲကိုတန်းပြီးပြုတ်သွားလိရှိကြပါတယ်။ခန္ဓာကိုယ်ရဲ့မျက်ခြေကိုဝါလုံးရဲ့လဲပတ်နှုံးနဲ့တစ်ထပ်ထဲကျအောင်ထိမ့်ညှိနိုင်မှသာရေပေါ်မှာလွတ်လပ်စွာသွားလာနိုင်မှာဖြစ်ပါတယ်။အန်အိုးဖို့ခေါင်းတာကဝါလုံးတစ်လုံးနဲ့ဟာလူတယောက်ရဲ့အလေးချိန်နာမကပေါင်ထုံးပါကျော်အထီကိုပါရေထဲမနစ်ပဲတဲဆောင်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲရှေးခင်ကနေတရုတ်နိုင်ငံတောင်ပိုင်းကရွာသားအချို့ဟာလှေအစားဝါလုံးကိုပဲအသုံးပြုပြီးမြစ်တွေကိုဖျက်ကူးခဲ့ကြတာပါ။ယနေ့ခေတ်မှာတော့ဒါဟာကမ္ဘာပေါ်မှာထူးခြားဆုံးရေပေါ်အားကစားနည်းတစ်ခုဖြစ်လာရုံတင်မကပဲအနုပညာတရက်အဖြစ်ပါတင်စားခံနေပါတယ်။ကျွမ်းကျင်သူအချို့ဆိုရင်ရေပေါ်မှာဝါလုံးစီးရင်အံ့အားတင်ပွဲကောင်းတဲ့ကိုယ်ခံပညာကန်းဖူးအကွက်တဲ့နဲ့ကခုံးမှုတွေကိုတောင်ဖော်ပြနိုင်ကြတာကြောင့်ကြည့်ရှုသူတွေကိုမှင်သက်သွားစေပါတယ်။ဒီအသက်ပညာဟာချင်းမင်းဆက်ခေတ်ကနေစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တရုတ်နိုင်ငံရဲ့ဒရက်မဲ့ယဉ်ကျေးမှုအမွေအဟင်တစ်ခုအဖြစ်သတ်မှတ်ထိန်းသိမ်းထားပါတယ်။